Hello အားလုံးပဲမင်္ဂလာပါရှင်ဒီမနက်ခင်းပေါ့နော်မညိုပါကိုလာပြီးတော့မျှဝေပေးမလဲဆိုလို့ရှိရင်မနေ့တုန်းကဆိုလို့ရှိရင်မညိုရဲ့အတိမိတ်ဆွေတယောက်ကညို့ကိုမေးလာတယ်ပေါ့နော်ညိုရဲ့ဒီ online ပေါ်မှာစီပေါ်ရဲ့အလောက်လောက်ရတာအဆင်ပြေသလားပေါ့နော်ညို့ကိုတွေ့လို့ရှိရင်အမြဲတမ်းပျော်ရွှင်တယ်အမြဲတမ်းချီးမြှောက်တယ်အမြဲတမ်း energy ကောင်းတယ်လို့ခံစားရတယ်ပေါ့နော်ကျမတို့လည်းမညိုလိုမျိုးဖြစ်ချင်တယ်နီးလန်းပေးပါလားဆိုလို့ရှိရင်မညိုပါကိုလာပြီးတော့မျှဝေပေးမလဲဆိုလို့ရှိရင်အကျိုးရှိမယ်လို့ဒီဗီဒီယိုကတင်အပ်တော့ဆိုလို့ရှိရင်အများသူကိုသိအောင် share ပေးသွားကြပါလူတယောက်ကျမတို့ရဲ့ဘဝပြောင်းလဲဖို့ဆိုတာကျမတို့ကိုယ်တိုင်ပြောင်းလဲယူရမယ်ဟုတ်တယ်ဟုတ်ဒါဆိုလို့ရှိရင်ကျမတို့ကပျော်ရွှင်စေခြင်းလေပျော်ရွှင်မှုကိုပဲလိုချင်တယ်ဒါဆိုလို့ရှိရင်ပျော်ရွှင်မှုရှိတဲ့သူအနာကိုများကြည့်ချင်းကြရမယ်သူတို့ဘာတော့ကြောင့်ပျော်ရွှင်နေတာလဲကိုပြောလို့မှာကိုဘယ်ပန်းဝန်းကျင်မှာရှိနေတဲ့လူတွေကဘသူပျော်ရွှင်မှုကိုပေးနိုင်တယ်လဲတကယ်တော့ပေးနိုင်လို့ရှိရင်ပေးနိုင်တဲ့သူအနာကိုကျမတို့ချင်းကြရမယ်နေထိုင်ရမယ်အသိဉာဏ်တွေတောင်းရမယ်မဲရမယ်ဒီမနီယာမှာကျမတို့ပါနတ်မှုရှိရမယ်ပေါ့နော်မညိုဆိုလို့ရှိရင်နေ့ရက်တိုင်းပျော်ရွှင်မှုအပြည့်လဲအချစ်ဆောင်တို့ကိုပေးနိုင်တယ် energy အပြည့်လဲပညာဒါနတွေကိုလာပြီးတော့ပေးနိုင်တယ် knowledge sharing တွေကိုလည်းနေ့တိုင်းပေးနိုင်တယ်ဘာတော့ကြောင်းလဲမညိုစီမှာရှိသောအေးချမ်းမှုကိုအချစ်ဆောင်တို့ကိုပေးချင်လို့ဒါကြောင့်မညိုကိုမြင်သူတိုင်းစိတ်အေးချမ်းရတယ်ပျော်ရွှင်ရတယ် energy ကောင်းတယ်လို့ခံစားရတယ်ပေါ့နော်မညိုကိုတွေ့ပြီးဆိုလို့ရှိရင်ငါတို့အရင်ပျော်ရွှင်ရတယ်သဘောကကြတော့ညိုရဲ့ plan ညိုရဲ့ theme တို့ဘယ်လိုပြောလဲဆိုလို့ရှိရင်ဆီယမကိုတွေ့လို့ရှိရင်ကျွန်တော်တို့ကကျမတို့ကတက်ကြွပြီးလို့ရှိရင်ရောင်းအားတွေကချက်ချင်းတိုးသွားတယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာကြတယ်ဟုတ်တယ်ဒါကြောင့်မျိုးပြောချင်တဲ့ mind point ကလူတယောက်ပျော်ရွှင်တဲ့နေရာမှာ energy သူတို့စီမှာဘာတကြံ energy ကောင်းနေတာလဲဆိုလို့ရှိရင်သူတို့ကစိတ်အေးချမ်းသာမှုတွေကိုအပြည့်ရရှိခဲ့လို့ဒါကြောင့်မိမိလည်းလိုချင်လို့ရှိရင်သူတို့အနားမှာချင်းကပ်လို့ရှိရင်မဲပါသူတို့ပွဲတဲ့အသိပညာနောက်လည်း sharing ကိုများယူပါဒါဆိုလို့ရှိရင်ပင်လည်းစိတ်ချမ်းသာပြီးကြော်ဝချမ်းသာလာမှာတေချာပါတိထတဲ့စတဲ့ချင်လို့ရှိရင်မညိုဆိုလို့ရှိရင်အပြင်တော့တင်တန်းဖွင့်ထားပွဲရ VMP green တန်းဖွင့်ထားပွဲရတင်တန်းထဲမှာစိတ်ဝင်စားလို့ရှိရင်ပြည့်ရမှာစင်ကြ